ယနေ့အစာသည်အချင်းကြကြမစားနိုင်တော့ပါတဲပင်လေး၏အယိုးခွဲတတော်များသည်အသက်လက်တလောသွေးနှံကြောင်ဆွဲဆောင်ကအနက်ရောင်ရုပ်ပုံများနိကပ်လာခြင်းကိုမြင်ခဲ့ကြသည်သူတို့ကိုဝိညာဉ်သားသည့်ဖိအားကိုခံစားနေကြသည်သို့တော်လည်းတေးခေါင်းကိုမလွတ်ဘဲဆက်လက်ကတ်ထားကြသည်တကောင်သည်အဓိပ္ပာယ်မရှိသည့်အော်တန်တစ်ခုထုတ်လိုက်တော့လဲအခြားတကောင်သည်နောက်ဆုံးအချိန်အထိစားတောင်ရန်ဆုံးဖြတ်ထားသည်တေးကောင်ပတ်လည်တွင်တင်မာမှုမြင့်တက်လာသည်အမဲသား၏ဆွဲဆောင်မှုကြောင့်သာမကလက်မလွတ်လိုသည့်ကြားသစ်များ၏ခိုင်မာတမ်းမာမှုကြောင့်ဖြစ်သည်ဒီနေရာတွင်စန့်ကျင်မှုကိုအဖြေပြန်ရမည်သို့တော်လည်းကြားသစ်များသည်မလျှော်တမ်းပဲအစာကိုကတ်ထားကြသည်စားရန်စွန့်စားကြသည်အော်ကြသည်သွေးထွက်စေလိုလင်တောင်အရှင်းရှိကြသည်မိမိတို့၏နောက်ဆုံးအစားအစာကဲ့သို့မုတ်တစ်ချက်ချင်းကိုတင်းကျပ်စွာကတ်ထားကြသည်သို့သောဟာယီနာများတွင်တတိပေးချက်မရှိတော့ဒီကံမှုလည်းမကြံ့တော့တင်ကေတများကိုလေ့လျိုရှုသည့်အခါတွားများသာနောက်ဆုံးပြောနိုင်သည့်ဘာသာစကားဖြစ်သည်ဟာယီနာများသည်ကြားသည့်တကောင်ဘတ်သို့ခုန်တက်တိုက်ခိုက်ကြသည်သို့တော်တစ်ချိန်တည်းမှာပင်အခြားတကောင်လည်းရှေ့သို့ခုန်ထွက်လာသည်ပေးဆိုလာသောတွားများမှအကိုကိုကဲတင်ရန်၎င်း၏မျက်နှုံးကိုစစ်မြေပြင်ထဲသို့ပစ်ထည့်လိုက်သည်ယင်းသည်ဂုံတိတ်ခါရှိသောညီကိုသစ္စာတရားဖြစ်သည်အရာအလုံးကိုစွန့်လို့ရနိုင်တော့လဲအကိုကိုဆုံးရှုံးရခြင်းကိုမခံနိုင်ညီကိုနှကောင်သည်တစုတစည်းပိတ်ကာဟာယီနာတကောင်ကိုဖန်ဆီးကာ၎င်း၏အမွေးကိုအပြင်းထန်ကုတ်ဖြတ်ကြသည်သို့သောသူတို့၏ဒေါသသည်အောင်မြင်ခြင်းကိုရယူရန်မဟုတ်သူတို့လိုချင်သည်မှာတကူသာသူတို့ထံမှချိုးယူခံခဲ့သောအစာကိုပြန်ရယူခြင်းသာဖြစ်သည်စောင့်နေသောကြားသည်ပွဲဝိုင်းအနားတွင်မလွတ်ဘဲရပ်နေသည်ထွက်ပြေးသွားသောအကိုပြန်လာကထပ်မံတိုက်ပွဲဝင်မိကိုစောင့်နေသည်ညီကိုများသည်အရှုပ်ထွေး၏အနားတွင်ပြန်လဲတွေ့ဆောင်ကြသည်တချိန်ကဲ့သူတို့၏အစာဖြစ်ခဲ့သည့်ပွဲကိုအခြားများစားတောက်နေခြင်းကိုကြည်နေကြသည်သို့သောလုံခြုံသောအကွာအဝေးကိုမထားနိုင်ပဲပို၍နိကပ်လာကြသည်ဘိုက်စားခြင်းနှင့်မာနကြောင့်ဖြစ်သည်တောရိုင်လောကတွင်အချို့သောသင်ခန်းစာများကိုအန်ဒီရဲ့နီးစပ်ရာသာသင်ယူရသည်အကွာအဝေးတိုင်းတောင်တိုင်းကိုစူးစမ်းသည့်နောက်ညီကိုနှကောင်သည်အန်ဒီရဲ့ထဲသို့တစိတဝမ်းနှင့်ဝင်ရောက်ကြသည်စကားမပြောဘဲသဘောတူညီမှုတစ်ခုသူတို့ကြားသိရှိနေသည်မိတို့ဖြစ်ရရောက်အတူနေမီအတူတိုက်မီသို့သောကံကြမ္မာသည်စိတ်ဆုံးဖြတ်ချက်လို့မကွေးညွန့်ပါကြောင်ညွန့်မှုကချစ်ခင်သစ္စာကိုဖောက်ဖျက်လိုက်သည်အကိုတကောင်သည်ထွက်ပြေးကမိမိကိုကယ်တင်ခဲ့သောညီကိုစွန့်ပစ်ခဲ့သည်ကြံရစ်သည့်တကောင်သည်အကူညီမဲ့စွာရပ်နေသည်အကျဉ်မများပိတ်ဆို့လာသောသွားများနှင့်ဝမ်းဝမ်းခံရသည်တခဏတွင်သားစားတတဝါသည်အစာဖြစ်သွားသည်ကြောက်ရွံ့မှုကြောင့်ထွက်ပြေးခြင်းသည်အောက်ကျသည့်ခါးသီးသောအရာဖြစ်သည်သို့သောထားသူဆုတ်ခွာခြင်းကတခါတရံတွင်ရဲရင်မှုထက်အသက်ကိုကယ်တင်နိုင်သည်သစ္စာဖောက်ခြင်းသည်မကြာခဏရက်ဆက်ခြင်းမဟုတ်အသက်ရှင်လိုသည့်စိတ်တိုင်းကနှလုံးကထိမ့်သိမ်းခြင်းသောဆက်နွယ်မှုများကိုကြော်လွတ်ထွက်ပေါ်လာခြင်းသာဖြစ်သည်အသက်ရှင်ကြံရစ်သောအကိုသည်ဒဏ်ရာရမီးအောင်ပြောက်သွားသည့်မြတ်ချင်းထဲသို့လောင်လျှောက်လာသည်အစာမရှိအဖယ်မရှိပြေးနိုင်စွာလည်းမကြံတော့